ဖိုးတခေတ်ဆိုတာဘသူလဲဖိုးတခေတ်ကြေးရွာကရောဘယ်မှာရှိတာလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဖုံဖုံတပါရေးတင်ထားတဲ့စာသားတချို့ကိုကိုးကားပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဖိုးတခေတ်ရွာကကရင်ပြည်နယ်ဘားအံခရိုင်ကျမ်းမြို့နယ်မှာရှိတာပါအနီးနားကြေးရွာမှာရှိတဲ့လူတွေကတော့ဖိုးတခေတ်ရွာလို့လည်းခေါ်ကြပါတယ်ရွာကိုတသက်လို့နယ်မြေဖြစ်သတ်မှတ်ထားပြီးစေတီတချို့ထဲထားတာတွေ့ရပါတယ်ဒီမှာနေထိုင်ကြတဲ့လူတွေအားလုံးဟာတသက်လို့စားပြီးကရင်ရိုးရာဝတ်စုံဝတ်ဆင်ကြတဲ့အပြင်စံမင်းတွေကိုလည်းအရှိထားကြရပါတယ်ဖိုးတခေတ်ရွာကိုတွားပြီးလေ့လာခဲ့ရတဲ့လောက်ကတော့ဖိုးတခေတ်ဆိုသူကိုသူ့ရွာသားတွေကသူတို့ကရင်နဲ့တပါးသေးလို့ဝင်စားတယ်လို့ယူဆကြပါတယ်အဲ့ဒီရွာရဲ့ပညာရေးအနေနဲ့စာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ထားပြီးဆရာမ3ယောက်4ယောက်နဲ့သင်ပေးပါတယ်တတန်းနဲ့တန်း3တန်းအထိစာသင်နေတဲ့ကလေးတွေရှိပါတယ်ပြီးတော့ဖိုးတခေတ်ကျောင်းပေါ်မှာလည်းကြောက်တင်ပုံမြေဖြူနဲ့ကရင်စာတွေကိုသင်ထားတာတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်ဘသူတွေကိုသင်ပေးရဆိုတာတော့သေချာမသိခဲ့ရပါဘူးသို့တော့လက်ရှိနေကြတဲ့လူကြီးတွေဟာစာမတက်ကြပါဘူးရိုးလုံးလို့အသွားကြပါတယ်ကျမကြီးအနေနဲ့ကတော့သူ့ရွာတွေကကျမကြီးမကောင်းတဲ့သူတွေရှိရင်သူကိုယ်တိုင်ရွတ်ဖက်ပေးလေးရှိပြီးအရန်ကြီးဆိုးရွားလာရင်တော့စေယုံစေကန်းပြပေးရလို့ပြောကြပါတယ်စီးပွားရေးအနေနဲ့တော့သူ့เจ้าမှာနေကြတဲ့သူ့ပဲ့တွေကလူခံထွက်ကြရပြီးရတာအားလုံးကိုဖိုးတခေတ်ကိုအကုန်ပြန်ပေးကြပါတယ်သူတို့ပြောတာကတော့ဒါကအဖိုးကိုလူတာဖြစ်တဲ့အတွက်အဖိုးကိုအကုန်ပြန်ပေးရတယ်ပြီးတော့ဖိုးတခေတ်ကသူတို့တွေကိုပြန်ပြီးစောင့်ဝင်နေရေးတာဝန်ယူပေးပါတယ်အဲ့ဒီတွေလာရင်လည်းချက်ပြုတ်ကျွေးမွေးလေးရှိပါတယ်လူနေမှုဘဝအနေနဲ့ကတော့အင်မတန်နှိမ့်ကြလုံးပါတယ်ပြီးတော့သူတပိတ်မှန်ရင်ဖိနှက်မစည်းစံပင်မြတ်သူတို့ရိုးရာဝတ်စုံတို့မဟုတ်အဝတ်ဖြူကိုဝတ်ကြရပါတယ်ဖိုးတခေတ်ကျောင်းကိုမိမိတို့ရောက်သွားတဲ့အချိန်မှာဖိုးတခေတ်ကားတစ်ဆက်စီးရှိပါတယ်အဲ့ဓာတွေကတော့ဝယ်ထားရပါတယ်လို့လှူထားရတယ်လည်းပါပါတယ်အဲ့ဒီကားတွေကတော့သူတို့အလူခံထွက်ရမှာ3ရက်ရှိပါတယ်ပြီးတော့ဖိုးတခေတ်ကသူ့စီးရဲ့ကားပေါ်မင်းကလေးမတင်ပါဘူးယောက်ျားလေးပဲစီးခွင့်ရှိပါတယ်ကိုးကွယ်မှုအနေနဲ့ကတော့ဗုဒ္ဓဘာသာကိုကိုးကွယ်ကြပါတယ်သို့တော့အိမ်တိုင်းဖျားစင်မှာဖျားပုံတော်များတမယတောင်ဆရာတော်ကြီးပုံတော်များရှိသလိုဖိုးတခေတ်ပုံကိုလည်းကိုးကွယ်ကြပါတယ်ဖိုးတခေတ်ဖွဲ့တဲ့ပုံကိုလည်းအမျက်တနိုးကိုးကွယ်ကြပါတယ်ဖိုးတခေတ်ကျောင်းပေါ်မှာပုတိစိတ်နေတဲ့အမျိုးသားအမျိုးသမီးချို့ကိုလည်းတွေ့ခဲ့ရပါတယ်စိတ်ဆွဲရဲ့လဲဆက်ဆွဲရဲ့လဲတွေကိုတော့ပွဲလန်းသပင်တွေရှိတဲ့အချိန်မှာဖိုးတခေတ်ကစီးလေးရှိပါတယ်ဘာကြောင့်စီးတယ်တော့မသိပါဘူးသူကတော့အရင်ကမြေကြီးနဲ့မထိပါဘူးဘာကြောင့်လဲတော့မသိဘူးပြီးတော့သူကတစ်တီးစွမ်းကိုပဲစားတယ်လို့ရွာခံတွေကပြောကြပါတယ်ဖိုးတခေတ်ရွာမှာရှိတဲ့လူတွေအားလုံးကသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဖိုးတခေတ်စကားကိုနားထောင်ကြတဲ့အပြင်တခြားမြို့နယ်မှာနေတဲ့ရွာသားတွေလည်းနားထောင်ကြပါတယ်ရွာမှာရှိတဲ့လူငယ်များစုကတော့စားဝတ်နေရေးအတွက်ထိုင်းနိုင်ငံကိုတွားရောက်အလုပ်လုပ်ကင်ကြပြီးရသမျှငွေတွေကိုရန်ပုံငွေစနစ်နဲ့အသုံးပြုကြတယ်လို့သိရပါတယ်ရွာသားအများစုကဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်လာကြပေမဲ့အရင်ကနှကိုးကွယ်ခဲ့တဲ့ဓလေ့တွေလည်းအခုထိရှေးရိုးဆွဲကြန့်ရှိနေအောင်ပဲလို့ဝေဖန်ပြောဆိုနေကြပါတယ်